အဲ့ဒီကြံခဲ့တဲ့ကိန်းမုံကအရာမယွင်းကြံနေသေးတာကိုတွေ့တဲ့အခါမှာတော့ဘသူကမှသတိမပြုမိခင်မှာပဲတကိုက်ကလိုက်ပါတယ်။ဒါပေမဲ့မတင်မဲ့ပဲနဲ့ကောင်းမွန်တဲ့အရာတာကိုမြည်ဆန်းမိတာနဲ့တပြိုင်နက်တည်းမှာပစ္စည်းတစ်ခုကိုကင်လန်းမိပါတယ်။ဒါကတော့မတင်မဲ့ပဲနဲ့တောက်ပါတဲ့လက်စွပ်တကွင်းဖြစ်နေပြီးတော့မှဆရာတယောက်ဘာမှမတုံ့ပြန်နိုင်သေးခင်မှာပဲမဖိတ်ခေါ်ထားတဲ့ဧည့်သည်တယောက်မိဖို့ချောင်းတွေကိုဝင်လာခဲ့တာပါ။သူကတော့လက်စွပ်ပန်းရှင်ဖြစ်ပုံရှာပြီးတော့မှဒါပေမဲ့ဆရာကတော့လက်စွပ်ကိုပါဇက်ထဲမှာဖွက်ထားပြီးတရေကြီးကလက်စွပ်တွေ့မတွေ့မေးတဲ့အခါမှာတော့ဆရာကခေါင်းကိုခါရရင်နဲ့စကားမပြောခဲ့ပါဘူး။အကြောင်းရင်းကတော့သူမလက်စွပ်ကိုထုတ်ပေးလိုက်တာနဲ့စားတော့ဆိုင်ကအစားအစာတွေကိုခိုးစားတယ်ဆိုတာအားလုံးကိုပြောလိုက်တယ်လို့ဖြစ်သွားမှာပဲဖြစ်ပါတယ်။ဒီလိုသာဆိုလို့ရှိရင်တော့သူမဆိုင်ကနေမောင်းထုတ်ခံရမယ့်အဖြစ်မျိုးရင်ဆိုင်ရမှာဖြစ်ပြီးတော့တရေကြီးကလည်းရှာကြည့်ပေမဲ့လည်းဘာမှမတွေ့တဲ့အခါမှာတော့ဒေါသထွက်တဲ့နေပဲဆိုင်ကနေထွက်ခွာသွားခဲ့တာပါ။ဆရာကလည်းအချိန်ရောက်မှပါဇက်ထဲကနေလက်စွပ်ကိုထုတ်လိုက်ပြီးတော့ဒါပေမဲ့ဆက်လုပ်မဲ့အရာကဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေနေတယ်ဆိုတာကိုတော့သူမှမသိခဲ့ပါဘူး။အဲ့နောက်မှာတော့ဆရာလည်းအင်ကြီးဝေးပြီးတော့အနောက်ကနေလိုက်လာတဲ့အခါမှာလူလိန်ငါပြောတာနားထောင်ငါအဲ့ထဲမှာထိထားရဲဆိုတာကြိမ်ဆိုရဲပါတယ်။ရှင်ကျမလက်မတက်ချင်တာအတိတာကြီးပါတယ်။တရေကြီးကရေးစားဖြစ်တဲ့သူရဲ့အထင်လွဲနေတာကိုခံနေရတာပါ။ဆရာကလည်းအမြန်ပြေးလိုက်လာပြီးတော့လက်စွပ်ကိုတရေကြီးစီကိုပြန်ပေးလိုက်ပါတယ်။အစားတော့ဒီလိုဆိုလို့ရှိရင်ဇလန်ကြီးကပြီးဆုံးသွားမယ်လို့ထင်ခဲ့ပေမဲ့အမှတ်မထင်ပဲတထေးကြီးကသူ့ကိုသူနဲ့လိုက်ပြီးတော့သူ့ရဲ့ကောင်မလေးကိုရှင်းပြပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့ကျမအလုပ်လုပ်ရအောင်မယ်လေ။ပကံသွားစင်းပါလား။ကောင်းပြီလေ။ငါမင်းရဲ့လစာရဲ့နှစ်ဆပေးမယ်။တထေးကြီးရဲ့ဂုံမောင်းမှမှုနဲ့ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့ဆရာကလက်မခံချင်ပေမဲ့လေတထေးကြီးကအစင်းမြင့်စားတော့ဆိုင်စီကိုအတင်းခေါ်သွားတာခံလိုက်ရပါတယ်။ဒါပေမဲ့အထက်ကိုဝင်လိုက်ချင်းမှာပဲတထေးရဲ့တာစီမှုခံလိုက်ရပါတယ်။မင်းမပြောလိုက်တာလေ။ငါမှဒီနေရာတစ်ခုလုံးကိုဝင်နိုင်တဲ့ပတ်စံရှိတယ်။တောင်းမှမာတယ်လူကြီးမင်းကျွန်တော်လူကြီးမင်းကိုမရွေးပါဘူး။တတိကြီးကလည်းဒါသူ့ရဲ့မိတ်ဆွေဆိုတာကိုရှင်းပြလိုက်ပါတယ်။အဲဒီနောက်မှာတော့ဆိုင်မန်ရှင်ကလည်းနောက်လက်ထွက်ခွာသွားခဲ့ပြီးဒါပေမဲ့တတိကြီးကတော့ချစ်သူကောင်မလေးကိုရှင်းပြဖို့တဲ့လုံနေချိန်မှာတော့ချစ်သူကောင်မလေးကအချင်းတိုတင်းမှာပဲတခြားတယောက်နဲ့အတူတူရှိနေတာကိုတွေ့လိုက်ရတာပါ။ဒါဟာသူ့အတွက်လောင်မြောင်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ကိုရန်ချီရတဲ့မိန်းကလေးကကိုကိုတစ္ဆာဖောက်သွားမယ်လို့ဘယ်တော့မှတွေးမိမထားတာအမှန်ပါ။ဒါပေမဲ့စိတ်လိုက်မှသွားမပြောခဲ့ပါဘူး။ဘာကြောင့်လဲဆိုရင်အဲ့လိုလုပ်တာကအမျိုးသားတယောက်ရဲ့အရေးချင်းမရှိမှုကိုပြသရာရောက်လို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲသူချစ်သူကိုလက်စားချေဖို့အတွက်ဆာရာကိုသူ့ကိုတွေ့ခဲ့နေတဲ့သူဖြစ်ဟန်ဆောင်ပြီးတော့ကောင်မလေးရဲ့အနိုင်ရလို့စိတ်ကိုလှုံ့ဆော်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဆာရာကပူပေါင်းပေးလို့စိတ်မရှိတော့ကိုတွေ့ရတဲ့အခါမှာတော့တရေကြီးကမျက်နှာပြတ်သွားပါတယ်။လုံဆန်းမှာဟန်ဆောင်မနေနဲ့တော့မင်းကပကံစီသမားတယောက်ပဲဟာ။ငါမင်းကိုဒါပေးမယ်။မင်းငွေလိုနေတာတိတာကြီးပါ။ငါသူဝေစားထားဖို့သဘောမကျဘူး။သူ့ကိုဈေးကြီးပြီးတော့လှပေးဆိုတဲ့အဝတ်စားတွေအဆင်ပေးရမယ်လုံနိုင်ရလားကျွန်တော်လုပ်လိုက်ပါမယ်လူချင်းမင်းအဲဒီကနေ့မှာတော့ဆာရာရဲ့ရှင်တွေကခန်းစားချက်တွေဘောင်းစုံဖြစ်သွားခဲ့ရပြီးတော့သူ့ရဲ့တထေးကြီးကိုကျေးဇူးပဲတင်နေတာလားမောက်မာတဲ့လူချမ်းသာတွေကိုပဲမုန်းတင်လားဆိုတာကိုတော့မသိခဲ့ပါဘူးဒါပေမဲ့ဘလို့ပဲဖြစ်နေပါစေသူမရဲ့နှလုံးသားထဲမှာတော့တေးကြတဲ့ရည်ရွယ်ချက်တစ်ခုဖြစ်နေခဲ့ပါတယ်သူဟာကိုယ့်ရဲ့ပြောင်းလဲမှုကနေတထေးကြီးသူမအပေါ်အမြင်ပြောင်းလဲသွားဖို့မျှော်လင့်နေခဲ့ပါတယ်တထေးကြီးကလည်းအမျိုးသမီးကစားတော့ဆိုင်ထဲမှာအားသင့်ဝေရကောင်းစွာပြန်ရောက်လာတာမြင်လိုက်ရတဲ့အခါမှာတော့ယုံကြည်ချက်ရှိတဲ့ခြေလမ်းတွေနဲ့အထက်တန်းဆန်တဲ့အငွေသက်ကတတိကြီးကိုနက်နက်ရှိုင်းရှိုင်းညှို့ငင်ခဲ့ပါတယ်။သူကအမျိုးသမီးကိုမယုံကြည်နိုင်စွာကြည့်နေပြီးတော့မှအဲ့ဒီအချိန်ကျမှသူမရဲ့နာမည်ကိုမေးလိုက်ပါတယ်။သူကသူမကိုထိုင်ဖို့ရင်ကြည်ကြည်ဖိတ်လိုက်ပေမဲ့လည်းမထင်မဲ့ဘဲနဲ့ဆရာဟာညင်းပေတာခံလိုက်ရပါတယ်။တတိကြီးရဲ့မျက်လုံးထဲမှာဘသူ့ကိုမှလူမထင်တဲ့စိတ်နေစိတ်ထားကိုပြောင်းလဲပေးဖို့အတွက်ဆရာကသူ့ကိုပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ပဲတတိကြီးရဲ့အရှိမစတင်ကဖို့ဆုံးဖြတ်လိုက်ပြီးတော့ဒါကတတိကြီးကိုမျက်စိကြောင်လုံနိုင်ခဲ့ပြီးတော့ချစ်သူကောင်မလေးကလည်းအဲ့ဒီအဖြစ်အပျက်တစ်ခုလုံးကိုတွေးသွားခဲ့တာပါပကံစီသမားတယောက်ကဘလို့လို့ကတ်တက်နေရလဲပကံစီသမားကဒီလိုအကောက်ကိုတင်ယူဖို့မွေးကလေးကနေကြတယ်လို့ရှင်ထင်နေရလားရှင်တွေးရတွေးဖို့ရလားမိန်းကလေးတယောက်ကဇပွဲတို့တယောက်ဖြစ်လာဖို့ပကံစီသမားတယောက်ဖြစ်လာဖို့တန်ရှိသမားတယောက်ဖြစ်လာဖို့အိမ်မက်ရှိမယ်လို့ထင်နေလားကျမတို့အားလုံးမှာအိမ်မက်တွေရှိကြတယ်ဒါပေမဲ့ကျမတို့ကဘဝကြီးကိုတတရာဖြတ်တန်းမှုပတ်စံမရှိတာကြောင့်အဲ့ဒီအိမ်မက်တွေကဖြည့်ဆည်းခံလိုက်ရရုံပါပဲဆာရရဲ့စကားတစ်ခုကတတိကြီးကိုရှင်ထဲကိုနက်နက်ရှိုင်းရှိုင်းခံစားသွားစေခဲ့တာကြောင့်ပဲကိုကိုစိတ်ကြီးဝင်နေရကနေအပြစ်ရှိတဲ့စိတ်ဝင်သွားခဲ့ပါတယ်ဒါပေမဲ့ဆာရကလည်းအဲ့ဒီချိန်မှာသူ့ရဲ့ခံစားချက်တွေကိုနှိမ့်မွန်းနေပြီးတော့သူရှိမှရှိတဲ့အမျိုးသားအပေါ်မှာလည်းခံစားချက်တချို့ရှိနေခဲ့ပြီပဲဖြစ်ပါတယ်ဒါပေမဲ့အမျိုးသားကသူမရဲ့ပေါ်မှာထင်းငေါ့ဆက်ဆံထားတာတွေကိုပြန်တွေးမိတဲ့အခါမှာတော့ဆာရဟာစိတ်ပြန်ပြီးတော့ငြိမ်သွားခဲ့ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တော့သူအခုအချိန်မှာတရေကြီးရဲ့မျက်လုံးနဲ့အသုံးချခံပစ္စည်းတစ်ခုဆိုတာထက်မပိုတာကိုသူသိနေလို့ပဲဖြစ်ပါတယ်။ဆာရာထွက်သွားတာကိုတွေ့လိုက်ရတဲ့အခါမှာတော့တရေကြီးလည်းနောက်ကနေလိုက်သွားဖို့လုပ်ပေမဲ့ချစ်သူကောင်မလေးရဲ့တားဆီးခြင်းကိုခံလိုက်ရပါတယ်။ရှင်တကယ်ပဲကျမကိုလက်ထက်ခွင့်တောင်းဖို့လှုပ်ထားတာလား။ဘာမဟုတ်ပါဘူး။ဒါပေမဲ့မုန်းနဲ့မင်းအလိုရတော့ငါမင်းကိုမျက်စိကျခဲ့ပူပါတယ်။ရှင်စားတော့ဆိုင်ထဲမှာအတော်လေးပျော်ရွှင်နေတာကျမမြင်ပါတယ်။ဒါပေမဲ့ကျမအရာအလုံးကိုမေ့ပြဖို့အစင်းနေမယ်။ကျမတို့အစအနေပြန်ပြီးစားရအောင်ပါ။
သူတို့ညအရင်တော့ပြန်ပြီးတော့အဆင်ပြေသွားတာတွေ့လိုက်ကြတဲ့အခါမှာတော့ဆာရာရဲ့စိတ်ထဲမှာခံစားချက်တွေကရောထွေးသွားခဲ့ပြီးဝမ်းနဲ့မျက်ရည်တွေကျလာခဲ့ပါတယ်။ဒါပေမဲ့သူ့ထက်သွားဖို့ပြင်ဆင်နေတော့မှပဲစားတုပ်ဆိုင်တွေကသူ့ကိုစပွဲတို့ဖြစ်ခန့်ကျင်ခဲ့ပါတယ်။နောက်ပြီးတော့လာစာအမြောင်များလည်းပေးမယ်လို့ပြောပါတယ်။ဆာရာကလည်းအဲ့ဒီချိန်ကျမှအိမ်မက်ကနေလက်တွေဘဝစီကိုပြန်ရောက်လာခဲ့တာပါ။ဘဝရဲ့ဖီအားတွေကဒီလုပ်ကိုလက်မခံလို့မဖြစ်အောင်ဖီအားပေးနေခဲ့ပြီးဒါပေမဲ့တရက်မှာတော့ဆက်ဆံရခဲ့တဲ့ဧည့်သည်တယောက်နဲ့ဆုံခဲ့တာကြောင့်တတိကဆာရာကိုတွားဧည့်ခံမှုပြောပါတယ်။သူစပွဲစီကိုတွားတဲ့အခါမှာတော့မောင်းမာတဲ့တတိကြီးဖြစ်နေတာကိုတွေ့ရပြီးကျမတခြားစပွဲတို့ခေါ်ပြီးမရဘူးငါမင်းခေါ်ချင်တာဒါကပါလေဒါအကောင်းဆုံးအချိုးပွဲတွေပဲ။အော်တကယ်လားဒါပေမဲ့ငါတော့ဒီလိုမထင်ပါဘူး။မင်းစားပြဖို့လိုအပ်တယ်။ကျမမစားနိုင်ဘူး။မင်းကိုမြည်ပြဖို့ငါပြောနေလေ။မတက်နိုင်တဲ့ဆုံးမှာတော့ဆာရာလေးခရင်ကိုယူပြီးတော့ကိမုံကိုမြည်ကြည့်လိုက်တဲ့အခါမှာတော့တွားနဲ့တခုခုကိုက်မိသွားခဲ့ပါတယ်။ဒါနဲ့ပဲထုတ်ကြည့်လိုက်တဲ့အခါမှာတော့လက်စွပ်တကွင်းဖြစ်နေခဲ့ပြီးအနောက်မှာတော့အမျိုးသားကအချင်းထက်ဆွမ်းနေပဲနဲ့ဆာရာကိုချစ်တဲ့အကြောင်းဖွင့်ပြောလိုက်တာပါ။ဒါကလည်းဆာရာအမြဲတမ်းမျှော်လင့်နေခဲ့တဲ့အရာဖြစ်တာကြောင့်ပဲအဲ့ဒီချိန်ကစလို့သူဟာအရာရာခေါင်းငုံခံနေရတဲ့ပကံစည်းသမားတယောက်မဟုတ်တော့ပဲမိန်းကလေးတိုင်းမျှော်လင့်တောင်းတနေတဲ့ Snow White မင်းသမီးလေးဖြစ်သွားခဲ့ပါတယ်။ဆိုတော့အချစ်ကိုဘယ်ရာကမှစီမချတဲ့လို့လူတိုင်းဟာကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုရှာတွေ့နိုင်မှုအတွက်မျှော်လင့်ပါတယ်ခင်ဗျ။